တာကြီးလေးဖုံးပြေးကြောင်ခင်မောဖြစ်သူကိုလောလောလတ်လတ်ချွဲခွင့်မရတော့ဘူးလို့ရင်ဖွင့်လာတဲ့ပိုးကြပြုခင်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ရင်းသမီးပိုးကြပြုခင်ကတော့သူမရဲ့တာယာပျော်ရွှင်စရာကောင်းတဲ့အိမ်အောင်ကြီးနဲ့မိသားစုအတွင်းကချစ်စရာကောင်းတဲ့အဖြစ်အပျက်လေးတစ်ခုကိုပရိသတ်ကြီးအတွက်ဝေမျှပေးလာပါတယ်။သူမရဲ့တာကြီးလေးဖြစ်သူဖုံးပြေးဟာအရွယ်ရောက်လာတာနဲ့အမျှပို့ပြီးတော့လည်းအခုလှုပ်တက်လာသလိုအခုဆိုရင်သူမရဲ့ခင်မုန်းကိုတော့လောလောလတ်လတ်ချွဲခွင့်မပေးတော့ဘူးလို့ဆိုပါတယ်။အကြောင်းကတော့သူမကခင်မွန်ဖြစ်သူကိုချွေးလိုက်တိုင်းမှာတားကြီးလေးဖုံးပြေကဘေးကနေထိုင်ရပြီးလိုက်စားနေတာကြောင့်ပဲဖြစ်ပါတယ်။တကယ်တော့ဖုံးပြေဟာအဖေဖြစ်သူကနောက်အိမ်အောင်ပြုတ်ခဲ့ပြီးမဲ့လေအဖေရဲ့ဇနီးသေးဖြစ်တဲ့ပိုးကြကိုမညိုမညင်မဲ့တကယ်မိသားစုဝင်တအုပ်လို့ရင်းရင်းနှီးနှီးလက်ခံပေးထားတာကသူ့ရဲ့သဘောထားကြီးမှုကိုအထင်ရှားမြင်တွေ့နေရပါတယ်။အရွယ်နဲ့မမျှအောင်ရဲကြပြီးမိသားစုနဲ့လာရောညီထွေဖြစ်အောင်နေထိုင်ပေးတတ်တဲ့ဖုံးပြေရဲ့စိတ်ထားလေးကတကယ်ကိုချီးကျူးစရာကောင်းလာပါတယ်။မီရီနဲ့တားကြီးကြားမှာအခုလိုစားနောက်နိုင်တဲ့အထိရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာဟာပိုးကြရဲ့ကျင်နာမှုနဲ့ဖုံးပြေးရဲ့လိမ္မာရင်ကြီးမှုတို့ပေါင်းစပ်ထားတာကြောင့်လည်းဖြစ်ပါတယ်။တခါတလေတားလေးရဲ့စားနောက်မှုကြောင့်ချွဲခွင့်မရပြီမဲ့လေဒီလိုစားနောက်နေရတဲ့အတန်လေးတွေကပဲသူတို့အိမ်လေးအတွက်တော့အပျော်ဆုံးတေးတန်လေးတွေဖြစ်နေမှာအသေးချပါပဲရှင်။အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောမီရီနဲ့တားကြီးကြားမှာအခုလိုစားနောက်နိုင်တဲ့အထိရင်းနှီးမှုရှိကြတယ်။ပိုးကြောက်ပြူခင်တို့ရဲ့မိသားစုဆက်ဆံရေးလေးအပေါ်ဘယ်လိုမျိုးမြင်မိကြလဲဆိုတော့ကောမန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်။